ဥရောပဘီရင်ကြီးဖြစ်နေပြီးပြား90ဖိုးတုအာဆနယ်ကိုတစ်ချိန်မှမနိုင်ဘူးသေးတာ Real Madrid အတွက်ရင်နာရဆုံးဖြစ်မယ်ထင်ပါတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါများ။ဟင်းသာ iMac ခုံရှိကို Mount 56ဘတ်တင်စာပိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။ iPad ခွန်ရှိကို Mount 556ကစားမယ်ဆိုရင် Viber Telegram 399ခွန်9ချုပ်စီ905ခွန်မှာဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာ။ဥရောပချန်ပီယံလိဂ်သမိုင်းကြောင်းကိုပြန်လည်ကြည့်မယ်ဆိုရင် Real Madrid ဆိုတာကဘောလုံးတင်းထက်ဆိုင်ဥရောပအကြိုက်ရဲ့အသင်းမင်းတမန်လို့ခေါ်ရင်ပုံမှန်ပါလိမ့်မယ်။သူတို့ကဥရောပပြိုင်ပွဲတွေမှာကလပ်အသင်းပေါင်း135သင်းနဲ့ဆုံတွေ့ခဲ့မှုပြီးအဲ့ဒီက132သင်းကိုအသေးလေးရိုက်နှက်ပြီးအနိုင်ယူထားခဲ့မှုပါတယ်။ဘိုင်မြူနစ်ဂျူဗင်နဲ့လီဗာပူးမန်ချက်စတာစီးတီးစတဲ့ဆရာကြီးဂေါ်စီလာအသင်းကြီးတွေတောင် Real Madrid နဲ့တွေ့ရင်အမလီကယ်ချပါအောင်ဆိုပြီးပစိုးကျွတ်ထပြေးခဲ့ရတဲ့အထိပါပဲ။ဒါပေမဲ့ဒီလောက်ကြောက်စရာကောင်းတဲ့ Real Madrid အသင်းကြီးဟာတမိုင်းတစ်လျှောက်လုံးမှာဘလို့မှအနိုင်မနိုင်ခဲ့တဲ့ကန်တူးရှင်3သင်းရှိနေပါတယ်။အဲ့ဒါကတော့ပနက်တီယာကောလိုင်လီနဲ့ကျွန်တော်တို့ရဲ့စလိုက်ကြီးအာဆင်နယ်တို့ပဲဖြစ်ပါတယ်။အာဆင်နယ် Real Madrid တို့အားလည်းချိန်ဆုံတွေ့ခဲ့မှုရမှာ Real Madrid ကတစ်ချိန်မှအနိုင်မရခဲ့ပါဘူး။ Real Madrid ဆိုတာဘောလုံးလောကရဲ့ဂျွန်ဝိပါပဲ။သူ့ကိုသွားမထိနဲ့ထိတာနဲ့ခက်တဲ့ချောင်းနဲ့တသင်းလုံးကိုအသေးပြေးတတ်မဲ့ကောင်းနေပါ။ဘိုင်မီနစ်လိုအသင်းကြီးတွေကဂျွန်ဝိကိုတနက်တီဓာတ်တွေနဲ့အသေးလဲပြင်ဆင်ပြီးသွားချကြတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဂျွန်ဝိရဲ့9မိနစ်နောက်ပိုင်းချီပါကိုတွေအနိုင်ကိုတွေအောင်မှာသွေးတန်ရင်းနဲ့အသက်ငင်သွားကြတာကြီးပါပဲ။ဒါပေမဲ့အာဆင်နယ်ကျတော့အဲ့လိုမဟုတ်ပါဘူး။အာဆင်နယ်ကဥရောပပြိုင်ပွဲရောက်ရင်မစ္စတာဘင်းမှာဒါကဘာနဲ့တူလဲဆိုတော့ဂျွန်ဝိကတနက်ကြီးကင်ပြီးချိန်ထားတဲ့အချိန်မှာမစ္စတာဘင်းကဖနက်ကျိုးပြုတ်နေလို့အောက်ကိုရုတ်တက်ငုတ်ချီလိုက်တာနဲ့အထီးကျသွားတူပါတယ်။ဂျွန်ဝိပြလိုက်တဲ့ကြီးစံကလွဲသွားပြီးဂျွန်ဝိကိုယ်တိုင်လည်းငပြောကော်နေမိပြီးနောက်စိတ်အက်ကမေလဲသွားတဲ့ပုံစံမျိုးပါ။2006ရာသီချန်ပီယံလိ16သင်းအဆင့်မှာအာဆင်နယ်က Real Madrid ရဲ့အိမ်ခွင်ဘာတွေမျိုးမှာသွားကစားရပါတယ်။အဲ့ဒီအချိန်က Real Madrid မှာဘယ်သူတွေပါလဲသိလား။ဇီဒန်ဒိုဂျီဘက်ကန်ရိုဘတ်တိုကားလော့စ်ရာဦးကွန်ဆာလက်ဂျိုသားတွေကြီးပါပဲ။အဲ့ဒီအသင်းကြီးကိုဘယ်သူမှမတားနိုင်ဘူးလို့ထင်ထားကြတာအာဆင်နယ်ခန်းစစ်မှာဘယ်သူတွေပါသွားလဲ။အီဘိုယီဖလာမီနီဆန်ဒရော့တွေဗျာ။ဇီဒန်တို့ရိုနယ်ဒိုတို့အာဆင်နယ်နောက်တန်းကိုကြည့်ပြီးဒီကောင်တွေငါတို့ကိုလာနှောင်းနေတာလားလို့တော့ထင်သွားလောက်ပါတယ်။ဒါပေမဲ့တကယ်တမ်းပွဲလဲပြီးအောင်တီယာဂိုဟန်နီရဲ့တလုံးထဲသောကိုယ်နဲ့အာဆင်နယ်ကဝိုင်းစီးနဲ့နိုင်သွားပါတယ်။ဂလက်တီကိုဂျိုသားကြီးတွေဟာဆန်ဒရော့လို့နောက်ခံလူကိုတော့မကြော်နိုင်မင်းနဲ့ဂိုးပေါက်ပြောက်သွားခဲ့ပါတယ်။ Real Madrid ဥက္ကဋ္ဌကြီးဖရန်နန်တီနိုပီရက်ဆိုတာဘောလုံးလောကရဲ့ဘရင်တစုပါပဲ။သူလိုချင်တဲ့ကစားမကိုဝယ်တယ်သူနိုင်ချင်တဲ့ဖလားကိုယူတယ်သူရဲ့ရုံးခန်းထဲမှာငါတို့နိုင်ခဲ့ဘူးသောအသင်းများဆိုတဲ့စင်းကြီး132သင်းကိုချိန်ဆွဲထားပြီးဂုဏ်ယူနေမှာပါဒါပေမဲ့အဲ့စင်းအောက်ခြေမှာငါတို့မနိုင်ခဲ့ဘူးသောအသင်း3သင်းဆိုတဲ့စာတမ်းလေးကိုကြည့်လိုက်တိုင်းပေတဲ့တရားနှလုံးရောဂါထားကျင်နေပါလိမ့်မယ်ပနတီယာကောနဲ့လာဒီဆိုတာကဥရောပမှာရန်ဖန်ရန်ခါမှပေါ်လာတဲ့အသင်းတွေမို့လို့ထားလိုက်ပါတော့ဒါပေမဲ့အာဆင်နယ်ဆိုတဲ့နာမည်ကိုမြင်လိုက်တိုင်း PSG ဒေါသထွက်နေပါပါဒီကောင်တွေကပရီးမီးယားလိမှာလည်း3နှစ်ဆက်အတိုင်းဒုတိယပဲရတဲ့ကောင်တွေချန်ပီယံလိဖလားနဲ့အနက်အောင်ရှုပ်ခဲ့ကြတာမဟုတ်ပဲဒီလိုကောင်မျိုးတွေကိုငါတို့အသင်းကြီးကဘာလို့၄ချိန်တွေ့တာတော့တစ်ခါမှမနိုင်ရတာလဲဆိုပြီးဇပွဲကိုထုနေလောက်ပါတယ်ဒီအချက်လက်ကိုအကြိုက်ဆုံးကဘယ်သူတွေလဲသိလားအာဆင်နယ်ပရိသတ်တွေပါပဲအာဆင်နယ်ပရိသတ်တွေမှာချန်ပီယံလိဖလားဆိုတာပြချာမရှိဘူးအမြဲတမ်းချဲစီတို့မန်ယူတို့လီဗာပူးနဲ့စကားများရင်မင်းတို့မှာယူဆီယန်ဖလားဘယ်နှလုံးရှိလဲလို့အမေးခံရရင်ခေါင်းငုတ်သွားရစမြဲပါဒါပေမဲ့ Real Madrid ပရိသတ်တွေနဲ့စကားများရင်တော့အာဆင်နယ်ပရိသတ်တွေကရင်ကောနေပါပြီ Real ပရိသတ်တွေကငါတို့မှာချန်ပီယံလိဖလား15လုံးရှိတယ်လို့ပြောရင်အာဆင်နယ်ပရိသတ်ကအေးဒါပေမဲ့မင်းတို့ငါတို့ကိုတစ်ခါမှမနိုင်ဘူးလေလို့ပြန်နှက်လိုက်ရောပါပဲဒီစကားတစ်ခုနဲ့နေ Real ပရိသတ်တွေအကုန်လုံးဆွမ်းသွားခဲ့ရပါတယ်အကြောင်းပြောမယ်ဆိုရင် Real Madrid အသင်းကြီးဟာဥရောပကလပ်132သင်းကိုခြေရာဖျောက်အနိုင်ယူပြီးဥရောပရဲ့တင်မင်းထမှန်ဖြစ်ရပ်တည်နေပေမဲ့ Arsenal ဆိုတဲ့ကလေးလေးကိုတော့အခုချိန်ထိအနိုင်မနိုင်သေးပါဘူး Arsenal ကတော့လူကားသာအုံနောက်ချက်မပြည့်ပေမဲ့ကန်ကကောင်းတော့ဆိုင်ကောလို့ချုံမော်ရောက်သွားခဲ့ရလို့ပဲဆိုရတော့မှာဖြစ်ကြောင်းပါအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ